ကဘာတဝမ်းမှာခင်မီစက်ကကြီးရာတွေမပေါ်ခင်ကတည်းကတိဆောက်ခဲ့တဲ့အခုထက်ထိပညာရှင်တွေခေါင်းခဲနေရဆဲဖြစ်တဲ့ထူးဆန်းတဲ့အဆောက်အဦတွေရှိနေပါတယ်ဗျ။မာယာကြောက်ကူတင်ချိုင်းပြ Myra Rock Tombs Turkey တူရကီနိုင်ငံကမတ်ဆောက်တဲ့ကြောက်ဆောင်ကြီးတွေပေါ်မှာအဆောက်အဦပုံစံအတိုင်းအသေးစိတ်ထွင်းထူထားတာပါ။ထူးဆန်းတာကအဲ့ဒီခေတ်ကအမြင့်ကြီးတွေကိုတတ်ဖို့ညမ်းတွေမရှိပဲဘလို့တိတိကျကျထွင်းထူခဲ့တယ်လဲဆိုတာပါပဲ။နှစ် Oxmo ရှိဟောင်းမျိုးတော် Oxmo Mexico မာယာလူမျိုးတွေရဲ့လက်ရာဖြစ်ပြီးအခြားနေရာတွေနဲ့မတူပဲအကွေးအဆန်ဒီဇိုင်းတွေနဲ့တိကျတဲ့ကြောက်ထွင်းလက်ရာတွေရှိပါတယ်။တန်တယ်ကကြီးရာတွေမရှိပဲကြောက်တုံးတွေကိုတသားလေးဖြစ်အောင်ဘလို့အင်ဂျင်နီယာအတက်နဲ့လုပ်ခဲ့တယ်လေဆိုတာပဟီလီပါပဲ။၃အဂျန်ဒါကြောက်ကူညာ Ajanta Caves India ကြောက်တုံးကြီးတစ်ခုလုံးကိုအတွင်းလေးထိထွင်းထုတ်ပြီးဖျားချောင်းတွေနိုင်ရန်ကပ်ပကြီးတွေဖန်တီးထားတာပါ။အုံနဲ့စီပြီးစောက်တာမဟုတ်ပဲအဆိုင်အခေးကြောက်ကိုထွင်းထုတ်တာဖြစ်လို့အမှားအယွင်းတစ်ချက်လေးတောင်မခံတဲ့ပညာရပ်ပဲဖြစ်ပါတယ်ဗျ။လီဒါရင်ကူယူမီအောက်မြို့တော်ဒါရင်ကူယူ Turkey မီအောက်ထဲမှာအလွှာပေါင်းများစွာနဲ့လူတောင်းချီနေလို့ရတဲ့မြို့တော်ကြီးပါလေဝင်လေထွက်စနစ်စာနရိခါတိုးလောင်ယုံနဲ့တရိတ်ဆန်ချန်တွေအထိပါဝင်ပြီးအနက်60မီတာအထိတူးခဲ့တာဟာအံ့ဩဖို့ပါပဲငါဂူနန်ပါဒန်အင်ဒိုနီးရှားဒီနေရာဟာတာမန်တောင်ကုန်းတစ်ခုလို့ထင်ရပေမဲ့မြေအောက်မှာရှင်းဟောင်းအဆောက်အဦတွေရှိနေနိုင်တယ်လို့ယူဆကြပါတယ်တကယ်လို့ဒါဟာပီရမစ်တစ်ခုဖြစ်ခင်ရင်ကျွန်တော်တို့သိထားတဲ့လူသားမျိုးနွယ်ရဲ့တမိုင်းကြောင်းကိုပြောင်းလဲသွားစေမှာပါဗျာ6ဆက်စီဝါမန်ခန်တက်ပီရူနိုင်ငံကဒီခန်တက်ကြီးမှာတန်100ကျော်လေးတဲ့အီယာမကြောက်တုံးကြီးတွေကိုမော်တာမသုံးမဲတတုံးနဲ့တတုံးဓာတ်သွားတောင်တွင်းလို့မရအောင်စစ်ဆက်စီးထားတာဟာအခုထိအပြည့်ရှာမရတဲ့ဤပညာပါပဲခုနှစ်6ကမ်းပါးရံကဖျားကြောင် Hanging Temple China မြေပြင်ကနေပီယာကြီးအမြင့်မှာရှိတဲ့6ကမ်းပါးနိုင်ငံမှာတစ်သားတိုင်လေးတွေနဲ့ပဲထိန်းထားတဲ့ဖျားကြောင်ပါကျွန်ုပ်တို့မသိသေးတဲ့နီးပညာစွမ်းအားကိုပြသနေတာပဲဖြစ်ပါတယ်ဗျ။အခုအနေနဲ့ဒီအဆောက်အဦ9ခုထဲမှာအင်ဂျင်နီယာတယောက်အနေနဲ့ရောတမိုင်းစိတ်ဝင်စားသူတယောက်အနေနဲ့ရောဘယ်တစ်ခုကအံ့ဩစရာအကောင်းဆုံးလို့ထင်မိလဲဗျ။